ကလေးလေးအဲ့ပဲဟမ်ငါပုတ်ပေးတာငါပုတ်ပေးတာသိလားဟမ်ငါပုတ်ပေးတာသိလားနေကြီးကိုလေခန်းနေငါပုတ်ပေးတာသိလားအမေကငါချက်လောက်တစ်ဆောင်ရှိအကြောင်းလဲခလေးကိုနှုတ်တိုက်ပါဆိုမှာခလေးနှုတ်ခလေးကနှုတ်စားလို့တဲ့မှာခလေးကမနှုတ်ရှာတယ်မှာခလေးကနှုတ်ရှာခလေးကနှုတ်ရှာနှုတ်တိုက်လိုက်ပါအောင်တိုက်လိုက်ပါခလေးကိုအမွေးရဖယ်ကြရတဲ့ကြည့်အမွေးပေါက်တဲ့နေရာကိုကြည့်လို့အမွေးပေါက်တဲ့နေရာကိုကြည့်ချင်လို့ဆက်စုချင်လို့